ကယ်တကယ်တိုက်တကယ်ရင်ဆိုင်နေတဲ့သူတွေကိုတော့လေးစားပါတယ်ကျွန်တော်တို့ကတော့ PDF လည်းမကြိုက်ဘူးစစ်တပ်ကိုလည်းမကြိုက်ဘူးတဲ့ပြောတာရှင်းပြောရင်ဘယ်လိုပြောမလဲအသက်အရွယ်နဲ့ပဲကြည့်လို့ဟာဟိုးရင်ကလေးပြောလာကြငေါမြန်မာနိုင်ငံရဲ့စစ်ဘက်အုပ်ချုပ်ရေးမှာကဒီဘယ်လိုပြောရမလဲငကန်းတဲ့ငါဆိုရဲလာမှာကိုနိုင်ငံရမပြောင်းလေတော့ကိုတိုင်းတိုက်ထုတ်ပြီးပြောင်းလဲမှာပဲဖြစ်မှာအဲ့လိုမျိုးပြောရင်ပဲအခုဟိုကရှင်းပြောရင်အခုကဗီဒီယိုပဲထားလိုက်ပါတော့ဥဆောင်တဲ့လူကရည်ရွယ်ချက်ကဖြစ်ဖြစ်ကမရှိနော်တကယ်တိုက်မယ်ဆိုတော့သူတို့လည်းတရက်ကိုလွန်ဆိုင်နေတာမဟုတ်ဘူးနော်သူကြားထဲမှာနေဝေဝါဖြစ်ပြီးအခုကဘယ်လိုပြောရမလဲ IPD တဲ့ဝင်သွားတဲ့လူတွေဆိုရင်ထားကြပါတော့လူရောက်1000ဆိုလူရောက်600လောက်ကလေနောင်တတောင်ရနေလောက်ပြီလို့ထင်တယ်။ဘာကြောင့်သူတို့ကိုသူလည်းသိတယ်တိုက်တဲ့လူတွေသူတို့ကိုသူသိတယ်။ငါတို့ဘာအတွက်တိုက်နေရလဲဆိုပြီးတော့မေးကြည့်ပါလား။ဒါပေမဲ့ဘယ်လိုပြောမလဲစုပ်လဲဆိုစားလဲယူပါလို့ပြောလွန်သွားပြီဆိုတော့သူတို့ဘလုံးမနောက်ပြန်ဆုပ်လို့မရတော့နောက်ပြန်ဆုပ်လို့မရတော့သူငါတို့ကတော့ဘာအတွက်ကြောင့်ဆိုပြီးတော့စိတ်ကိုအတင်းထည့်ပြီးတော့တိုက်နေကြတာသူတို့ကိုယ်သူလည်းနားလဲကြတယ်အဲ့တော့ကြားထဲမှာဒီဖြူတွေကနေပြီးအားတွေခြောင်ကြတယ်2023မှာပြီးမယ်2024မှာပြီးမယ်2025မှာပြီးမယ်ဘေးရဘလို့အားတွေခြောင်ကြအဲ့လိုအားတွေခြောင်လိုက်တော့ဘာတွေဖြစ်လဲဆိုတော့ခင်ဗျားနေသားမှာရှိရွာတွေလည်းနေစရာပြောက်အဲ့လိုမျိုးပဲပြည်သူတွေကိုပြောရနော်နောက်တဲ့မြို့ကြီးမှာနေတဲ့လူတွေလည်းအကုန်ကြီးလန့်တာစားအောင်ဟိုဘက်လည်းကြောက်ရဒီဘက်လည်းကြောက်ရနော်9နှစ်နေပြီးမယ်10နှစ်နေပြီးမယ်ပြီးရင်ကံကောင်းနော်ရင်လုံးကနှစ်ပေါင်း60အခုဆိုနှစ်ပေါင်း60ထပ်အောင်ပို့ကြရင်ကြာအောင်ပါဘာကြောင့်လဲဆိုတော့အရင်လုံးကဆိုရင်ဒီဘောကြောင့်ဆန်းလိုမျိုးရွေချက်ပြင်းပြင်းထန်ထန်ရှိရလို့ရှိသေးတယ်အခုကခင်ဗျကျွန်တော်မြန်မာနိုင်ငံမှာကဲဟိုဘက်ကဆိုရင်ကဲပေမာရွေချက်ဖြစ်မြောက်စိတ်ထားနိုင်တယ်လို့တွေးမိတော့မြင်ဒါကျွန်တော်ဆိုနိုင်ငံရေးဆိုစိတ်ကုံဝင်စားလူတွေတောင်မှခေါင်းထဲမှာအတွေ့နဲ့ဝင်နေတကယ်လုတ်တဲ့လူဆိုပိုတော့သိကြအောင်ပါအခြားတွေကဘယ်သူတွေဖြစ်လဲလူငယ်တွေပြီးပါပြေးနေပြီးပါတော့ဘာဖြစ်တော့အားငယ်ရဝမ်းနေရစိတ်ပြက်ရတယ်လွမ်းဆိုတန်တာရတယ်ကိုမိသားစုထားခဲ့ချစ်ရတယ်နဲ့ခွဲရတယ်တစမှအဆင်မပြေဘူးတိုးတက်တာတော့အရန်တိုးတက်တာဟိုက်မြန်မာနိုင်ငံကြီးနှစ်ပေါင်း100လောက်လိုက်ရင်တော့မိမှာမဟုတ်တော့နော်တကယ်ပါပြီးပါထွက်တာပတ်စံရှာတဲ့လူတွေပဲကောင်းတယ်